ဒါကတော့လူကြီးမင်းမကြည့်ဘူးသေးတဲ့ရုံထဲလေးအပြေးပြိုင်ပွဲပဲဖြစ်ပါတယ်။ရုံမာလေးနဲ့လိမ့်နေကြကအပြေးပြိုင်နေပါတယ်။နိုင်တဲ့စုကစုငွေ3984သိန်းရနိုင်ပါတယ်။ဒါပေမဲ့ရုံမလေးကရုတ်တရက်နာပြီးလမ်းဘေးမှာနေပူစာလုံနေပါတယ်။လိမ့်နေကြကလည်းသူ့ရဲ့ပြိုင်ပွဲကိုလက်လွတ်လိုက်လို့ပြောနေပါတယ်။ဒါပေမဲ့သူကတွင်တစ်ခုတွေကိုရုတ်တရက်ပြုတ်ကျသွားတယ်။ဘာကြောင့်လဲဆိုတော့ရုံမလေးကသူ့အတွက်ထောင်ချောက်တူထားတာပါ။ရုံမလေးကတွင်းကိုရှောင်ပြီးဆက်ပြေးပါတယ်။အမှန်တကယ်တော့လိမ့်နေကြကတမင်ခုံချလိုက်တာပါ။ထောင်ချောက်ရှိတယ်ဆိုတော့သူသိပြီးသားပါ။အဲ့ဒါကြောင့်မို့လို့တွင်ထဲမှာမြေရောက်ရထားပြင်ဆင်ထားပါတယ်။အခုချိန်မှာသူကမြေရောက်ရထားကိုစီးပြီးပန်းတိုင်စီကိုသွားနေပါတယ်။ဒါပေမဲ့ရုံမာလေးကမြေရောက်ရထားအကြောင်းကိုသိပြီးသားပါ။သူကမြေရောက်ရထားဆရာကိုပတ်စံပေးပြီးပန်းတိုင်နဲ့ပြောင်းပြန်မောင်းခိုင်းပါတယ်။ဒါပေမဲ့လိမ့်နေကြကအဲ့ဒီအကြောင်းကိုသိပြီးသားပါ။မြေရောက်ရထားမှာထိုင်နေတာကသူကိုယ်တိုင်မဟုတ်ပါဘူး။သူ့ရဲ့အမှားဘူးအကိုဖြစ်ပါတယ်။သူကအခုချိန်မှာတခြားလမ်းကနေပန်းတိုင်စီကိုပြေးသွားနေပါတယ်။ဒါပေမဲ့ရုံမာလေးကအဲ့ဒီအကြောင်းကိုကြိုပြီးတော့မြင်ပြီးသားပါ။လွန်ခဲ့တဲ့နှစ်ပေါင်း20တုန်းကလိမ့်နေကြတော့ညီကိုရေချိုးနေချိန်မှာသူတို့နှစ်ကောင်ရဲ့လက်အခုံကိုလည်းလဲထားပါတယ်။အဲဒါကြောင့်မို့လို့အခုပြေးနေတာကသူ့ကိုဖြစ်ပြီးမြေရောက်ရထားမှာထိုင်နေတာကပြိုင်ပွဲဝင်တဲ့လိမ့်နေကြဖြစ်နေပါတယ်။ဒါပေမဲ့ရုံမာလေးမြေရောက်ရထားဆရာကိုပတ်စံမပေးခင်မှာလိမ့်နေကြလေးကအရင်ပေးထားတဲ့အတွက်ရထားရဲ့ဦးတီယာကမမှားပါဘူး။ရထားကပန်းနိုင်နာကိုရောက်နေပါပြီ။လိမ့်နေကြကတွင်းထဲကနေထွက်လာပြီးနောက်ဆုံးကျန်တဲ့မီတာ200ကိုအစမ်းကုန်ပြေးပါတော့တယ်။အခုချိန်မှာဒိုင်လိုကြီးကရာသီဥတုအခြေအနေကြောင့်ပြိုင်ပွဲကိုခိတရပ်ထားလိုက်ပါတယ်။ဒါပေမဲ့လိမ့်နေကြကမိုးကိုရှောင်တဲ့အချိန်မှာကောင်မလေးကဆက်ပြေးနေပါတယ်။အမှန်တကယ်တော့ပြိုင်ပွဲကခိတမရပ်ထားပါဘူး။ခုနကတော့အော်နေတဲ့ဒိုင်လိုကြီးကရုံမာလေးခေါ်ထားတဲ့သူဖြစ်ပါတယ်။မိုးရွာတာကလည်းရုံမာလေးကသူများကိုကားနဲ့ရီပြန်ခိုင်းတာပါ။ရုံမာလေးပန်းနိုင်ရောက်တဲ့အချိန်မှာသူကမှန်အကြီးကြီးတစ်ချက်နဲ့တိုင်မိပြီးမှန်ကွဲသွားပါတယ်။ဘာကြောင့်လဲဆိုတော့ဒါကလိမ့်နေကြပန်းနိုင်အနီးနားမှာထောင်ထားတဲ့ထောင်ချောက်ဖြစ်ပါတယ်။လိမ့်နေကြကအေးစစ်စစ်လေးနဲ့ပန်းနိုင်အစ်ကိုရောက်သွားပါတယ်။ဒါပေမဲ့ပြိုင်ပွဲဘက်ကရုံမာလေးကိုစုပေးလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ရုံမာလေးကသူတို့တရေကိုကဲထားလို့ပါ။လိမ့်နေကြလည်းအရှုံးမပေးပါဘူး။ CCTV ကိုထုတ်ပြီးသူတို့တရေကိုလှုပ်ချန်တဲ့သူကရုံမာလေးဖြစ်တဲ့အကြောင်းသက်သေပြလိုက်ပါတယ်။တတိလဲစိတ်ဆိုပြီးစုငွေကိုလိမ့်နေကြစီပြန်ပေးလိုက်ပါတယ်။ဒါပေမဲ့ရုံမာလေးကလိမ့်နေကြရဲ့ဗီဒီယိုအတူဖြစ်တဲ့အကြောင်း ID သမားကိုရှာပြီးသက်သေပြလိုက်ပါတယ်။တတိကလည်းစုငွေကိုရုံမာလေးစီပြန်ပေးလိုက်ပါတယ်။လိမ့်နေကြကသူစပိုင်ဖြစ်တဲ့အကြောင်းပြောတော့လိမ့်နေကြကိုပြန်ပေးလိုက်ပါတယ်။ရုံမာလေးကသူကအဓိကစက်ကောင်ဖြစ်တဲ့အကြောင်းပြောတော့လေသူ့ကိုပြန်ပေးလိုက်ပါတယ်။တနားကြီးကြာပြီးတဲ့နောက်တတိကမူသွားပါတယ်။သူတို့နှစ်ယောက်လုံးကိုတယောက်ချင်းစီစုငွေ36ခါလောက်ပေးထားပါတယ်။အဲ့တော့ရုံမာလေးနဲ့လိမ့်နေကြကပျော်ပျော်ရွှင်ရွှင်နဲ့ပြောလိုက်တယ်။ပြိုင်ပွဲဆိုတော့ရှင်ပြိုင်ဖို့ကအဓိကပါရှုံးနိုင်တာကအရေးမကြီးပါဘူး။